အားလုံးမင်္ဂလာပါဒီချစ်တဲ့မြန်မာ channel မှာကြိုဆိုပါရစေဒီ channel ကဖုန်းနဲ့တပ်ပုံပြင်နည်းတွေနဲ့ဖုန်းနဲ့ဗီဒီယိုတွေထက်နည်းညာနဲ့ကွန်ပျူတာနည်းပညာများဝေပေးနေတဲ့ channel ဖြစ်ပါတယ် Subscribe ပါလေးလုပ်ထားပြီးခေါင်းလုံးလေးနှောက်ထားပါမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်တို့တက်ကားတဲ့ကောင်းတဲ့ software ပေါ့နော်ဒီပြပြမှာတော့တက်ကားတဲ့ကောင်းတဲ့ software တစ်ခုရှိမှဆက်ပြန်ပြပါတယ်ဟိုဒီတက်ကားကအခုနောက်ပိုင်းကကျွန်တော်တို့ Pro version ဖြစ်တာပါ Pro တက်တဲ့ဆိုကျွန်တော်တို့ကဒီတက်ကားကတိတ်ပြီးအဆင်ပြေတယ်ဟိုလောက်ချင်တဲ့ပုံစံတွေလောက်တော့များတော့ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာပါတယ်တက်ကားလည်းတော့ရမယ် software မှာတရားကိုကျွန်တော်ဆက်ပေးမယ်တော့ Play Store တော့ရှိနေဒီ software တွေတော့ရပါတော့ Play Store မှာဒီ software တွေတော့အတော့ဒီ software တွေကျွန်တော်ပေါ်တယ်နော်ကျွန်တော်ဆက်ဖို့ချင်းမှာကျွန်တော်တို့ Excel ကကောင်းနေကျွန်တော်ဝယ်ရတယ်နော် Excel ကကိုရှိပြီးအရာကောင်းတဲ့ဝယ်တော့ Excel ကကောင်းနေဝယ်ဖို့ရှိကျွန်တော်ဒီညရောက်လာလို့ရှိရင်ဒီညမှာကျွန်တော်တို့ပေါ်လေးကိုနိုင်ပြီးရှိတော့ဗီဒီယိုကိုကြည့်ချင်မှဗီဒီယိုပါယူမှာဗီဒီယိုရောက်တော့ကျွန်တော်ဒီကောင်းလေးကကျွန်တော်ဗီဒီယို play တဲ့ ပတ်တာလေးကဒီနာလေးပါနော်တော့ထောက်ကြတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ခုရောက်တော့ကျွန်တော်တို့ကပတ်လေးဖြန့်ပေါ့နော်ပထမဆုံးပြန်မှာကျွန်တော်တို့ကဒီအတန်ပဲပေါ့နော်အတန်ပဲကိုကျွန်တော်ဖြောက်မယ်ဒါပဲကျွန်တော်ဒီနေရာလေးမှာလာတယ်နော်ဒီနေရာလေးကိုကျွန်တော်စောက်ချလိုက်ပါနော်စောက်ချလို့ကျွန်တော်တို့ဗီဒီယိုတန်ပြောရပါနော်တန်ပြောရကျွန်တော်တို့ဘာလို့ရလဲကျွန်တော်ဒီကျင်းရကလောနော်ကျွန်တော်တို့ဖြတ်တော့ပါနော်ဟိုလိုတဲ့နေရာလေးဖြတ်တော့ကျွန်တော်တို့ဗီဒီယိုဖြတ်ချတဲ့နေရာမှာဒီလေးထားရတယ်ပေါ့နော်ဒီလိုရှင်းကျွန်တော်ဒီကောလေးနဲ့ဒီကောလေးပဲနော်ဒီကောလေးနဲ့လည်းပါဆိုတော့နှစ်ပိုက်ဖြစ်သွားပြီနော်ဒီလိုပဲကျွန်တော်ဒီနောက်ကတစ်ပိုက်ဖြတ်မှာပေါ့နော်ဆိုတော့ဖြတ်မှာဖြစ်ပါတယ်ဒီလူမှာကကျွန်တော်ဒီလောက်ရဖက်ရှိတွေတော့အများကြီးပါတယ်နော်ဒီလိုရှိဒီကောကျွန်တော်ဒီလိုရှိတာကျွန်တော်ဒီကျန်တဲ့နေရာတွေကာလာဆက်ရနေရကျွန်တော်တို့ဟိုလည်းတမ်းခါလေးရှင်းတယ်ဒီနေရာလေးလာပါအစီအစဉ်ဒီနေရာလေးနဲ့ရောဒီကြောင့်ရော tradition ရရဒီမှာ free ပေးထားတဲ့ဟာလည်းတော်တော်များရှိတယ်နော်ဒါမှမဟုတ်ဆက်ပြီးတဲ့ဟာလေးကိုဟိုယူတော့ရတယ်နော် Okay ပြီးတော့ကြည့်ရမှာရှိတယ်ပေါ့ဒါတော့ tradition တော့တဲ့ပုံစံပေါ့နော်ပြီးတော့ကျွန်တော်တို့ color လေးချက်လို့ရတယ်ဟိုဗီဒီယိုဆက်လိုက်ပြလိုက်မယ်ပြီးတော့ကျွန်တော်တို့မှာကျွန်တော် color ကိုကျွန်တော်ကိုယ့်အကူချက်လို့ရတယ်ဟိုချက်မှုဆိုတော့ကျွန်တော်ဒီမှာ adjust ဆိုတာရှိတယ်ပြီးတော့ကျွန်တော်ဒီ effect ရှိတယ် filter ရှိတယ်နော်ဒါကိုတဲ့ရမှာချက်လို့ရတယ်ကျွန်တော် adjust ရဲ့ဝယ်ပြီးတော့ချက်ပြအောင်နော်ဒီမှာဟိုကိုယ့်ရဲ့ပေါ် contrast နဲ့ဆိုတော့ contrast saturation နဲ့ saturation ပေါ့ဟိုလိုက်ကြည့်ပြီးတော့ကိုယ့်ဗီဒီယိုမှာဒီလိုအတက် color ကိုကျွန်တော်ဒီကနေချက်လို့ရပါမယ်ဒါကျွန်တော်နမူနာပြတယ်ဆိုတော့ဒီလောက်ကိုကျွန်တော်ထားလိုက်မယ်နောက်ဒါကျွန်တော်ဒီမှာ filter လေးကျွန်တော်တော့ရအောင်နော်
ကိုကျဲတဲ့သူကိုရတဲ့ကာလာလေးကိုကျဲတော့ယူတော့ရတယ်နောက်တစ်ခုကကျွန်တော်တို့ effort နဲ့ရှိတယ်မှာ effort ရမှာ effort ရတဲ့အများကြီးပါတယ်ကိုဒီလိုတော့ရှိရဲဆိုတော့ကျွန်တော်တို့ဒီမှာဒီမပေါ်လေးပြရတာဒီလိုလေးတော့ရအောင်နော် okay နေပြီးလို့ရှိရင်တော့သူတို့မှာဘာလို့နားလေးပွားထည့်ရတယ်စတေကာလေးပွားရအောင်စတေကာလေးထည့်ရတယ်စတေကာလေးအများကြီးရှိရတယ်okay နောက်ထပ်ကျွန်တော်တို့ကစာရေးယူရတယ်နော်စာရေးမှုဆိုကျွန်တော်တို့ရဲ့အိမ်ပေါ်လေးပွားတယ်ပေါ်လေးပွားလိုက်ဒီမှာရေးချင်တဲ့စာလေးမျိုးရအောင်ဒီမှာကာလာကိုကျတဲ့ကာလာလေးတွေ့ရတယ်ဒီစာမရဲ့ဒီဇိုင်းဒါရဲ့သူပြရတဲ့ကိုကျဲလို့ရှိရင်ဒီမှာတော့ရအောင်ပေါ်လေးထားလိုက်စက်ပြီးလို့မျိုးပါဒီမှာတော့ပြရတယ်ဒီမှာတော့ဖောက်ကျွန်တော်တို့မှာကိုကျဲတဲ့ပေါက်ဒီဇိုင်းကိုထားရရတယ်မြန်မာစာဖြစ်တဲ့ဖောက်တော့ဒီဇိုင်းမပြောဘူးအဲ့ဒီစာကိုဒီဇိုင်းပြောโอเคပြောလို့ရှိရင်စာလုံးကြည့်ပြီးလို့ရတယ်ဒီစာလုံးပြီးလို့ရှိရင်ဒီစာလုံးအနည်းရှင်းလေးပြရတယ်အနည်းရှင်းလေးကြည့်ရအောင်โอเคအနည်းရှင်းလေးလာရအောင်ဒီကျွန်တော်ဒီမှာနည်းနည်းပြရဆိုဒီနောက်ကပိုင်းလေးဖြတ်ထားလိုက်ဒီကျွန်တော်ပိုင်းဖြတ်ထားလိုက်ဒီနောက်တစ်ပိုင်းထားလိုက်ပြီးပါလောက်ရသေးတယ်ဆိုတော့ဒီမှာတချင်းပါထည့်လို့ရတယ်ဒီကသူ့ရဲ့ဆမ်းမပါတာထည့်လို့ရတယ်ဒါမှမဟုတ်ကိုယ်ဖော်ရတာထည့်လို့ရတယ်ဒီကြောင့်ဒီမှာတပ်ရှယ်တွေလောက်ရတာနော်ဒီမှာစကားပြောရမှာတော့နောက်တစ်ခုကကျွန်တော်တို့ဗီဒီယိုကိုဖြန့်ညံကတ်နောက်ခါဖြတ်လို့ရတယ်နော်နောက်ခါဖြတ်တဲ့ဗီဒီယိုလောက်ဆိုကျွန်တော်တို့ဒီ overlay လာနော် overlay လာမယ်ဒီမှာကျွန်တော်နောက်ခါဖြတ်မဲ့ဗီဒီယိုထားလိုက်ပါနော်နောက်ခါဖြတ်မဲ့ဗီဒီယိုသူရဲ့ပေါ်မှာထည့်ထားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီလိုရောက်ပေါ်လေးနဲ့ဒီရောက်ပေါ်လေးနဲ့ကတ်အောက်ပေါ့နော်ဒီဟောင်းနေတယ်ပါဒီဟောင်းနေတဲ့သူ့ကိုအော်တိုဖြတ်နေတယ်ဒါဆိုသူကတပ်ပုံဖြတ်ဖို့ select ပြီးတော့ select ဝယ်ရင် select ဝယ်ပြီးကျွန်တော်တို့ဒီနေရာလေးထားနိုင်မယ်နော်โอเคဖြတ်လို့ပြီးတော့ကျွန်တော်အော်ထမ်းအောင်နေတယ်ပေါ့နော်ဒါဆိုသူကနောက်ခါပြောင်းအောင်နော်ကျွန်တော်တပ်ပေါ်โอเคဒါဆိုသူတဲတဲ့နေရာမှာထားရရတယ်နော်တဲတဲ့နေရာမှာထားရရတယ်โอเคနော်โอเคတပ်ပေါ်လည်းနောက်ခါလေးဖြတ်လို့ရတယ်နော်နောက်တစ်ခုပါရှိသေးတယ်ဆိုတော့သူကဒီကိုယ့်ရဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ဒီတက်တော့လို့ဒီကျူးလုံးတက်တော့လို့ Facebook မှာ live ရေးပြီးတော့
ဒီဗီဒီယိုနောက်ခံထားပြီးတော့ကျွန်တော်တို့ကစကားပြောရအောင်နော်ဒီလိုလေးပေါ့နော်ဒီနောက်ဗီဒီယိုကျွန်တော်နောက်ခံထားပြီးကိုယ့်ရဲ့လိုက်ရွက်တဲ့ပြောရအောင်နော်လက်ရချင်းရှိတယ်ဒီကောโอเคဒါတွေကတော့ကြားတဲ့ဟာကိုလိုက်လို့ပြောရတယ်ဒီမှာကျွန်တော်ဒီကောပြီးရရှိဆိုဒီမှာကိုတိုင်းဗီဒီယိုဒီမှာပေါ်မှာ expose ရတယ် expose ရတယ်နော်ဒီကောလိုလဲကျွန်တော်ခက်တဲ့အများကြီးကောင်းရပါတော့ဗီဒီယိုလဲကျွန်တော်တိုင်းလို့ရတယ်ဒီထဲမှာပါတဲ့ဟာတွေကျွန်တော်တော့ရဆက်ပြီးရပါတော့အဲ့ဒါကိုကျွန်တော်စမ်းတော့ကြည့်ပါတော့ကျွန်တော်လာပြီးတော့ message လာပြပါတယ်အဲ့ဆိုကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့ follow လေးလုပ်ထားပါတော့သိချင်ရရှိလို့ရှိရင် comment မှာရေးရအောင်ရပါဘူးဆိုတော့အားလုံးကြည့်ကြပါမယ်